တိုင်းဆုံးဖြတ်ချက်ချနိုင်တော့လားအဲ့ဒါပထမဆုံးအပေါ်ဆုံးကစကြည့်လိုက်ရင်တမ္မာဝါစာတဲ့ဝါစာဆိုတာစကားပြောတာပဲဝါစာဆိုတာဘာလို့စကားပြောတာစကားပြောတာအဲ့ဒါစကားပြောခြင်းဟာလည်းနိဗ္ဗာန်လမ်းပဲစကားပြောခြင်းဟာလည်းဘာလို့နိဗ္ဗာန်လမ်းဒါပေမဲ့နိဗ္ဗာန်လမ်းပေါ်မှာရောက်နေပြီမဲ့အဲ့ဒီစကားပြောတာပါဇက်ကစကားပြောလိုက်တာနိဗ္ဗာန်ကိုမျက်နှာမှာဥတီပြီးတော့ပြောတာလည်းဖြစ်နေတယ်ကြောခိုင်းပြီးတော့ပြောတာလည်းဖြစ်နေတယ်ကြောခိုင်းပြီးတော့ပြောရင်တော့စကားပြောခြင်းကြောင့်ပဲနိဗ္ဗာန်နဲ့ဝေးတယ်ဘာနဲ့ဝေးလဲနိဗ္ဗာန်ကိုကြောခိုင်းနိဗ္ဗာန်နဲ့ဝေးရင်တော့ဘာနဲ့နီးမလဲအပယ်နဲ့နီးတယ်တကယ်လို့နိဗ္ဗာန်ကိုဥတီပြီးတော့မျက်နှာမှာပြီးတော့ပြောရင်နိဗ္ဗာန်နဲ့စကားပြောခြင်းဟာနိဗ္ဗာန်ကြောင့်အလုပ်တယ်အဲ့ဒါကြောင့်တမ္မာဝါစာလို့ထည့်တယ်အဲ့မြန်မာလိုတော့ပါတယ်ဆိုတော့ကောင်းမွန်မှန်ကန်တဲ့စကားမိပ္ပဇက်ကပြောနေကြတယ်ပြောသို့တော်ပြောတဲ့စကားဒီကောင်းမွန်မှန်ကန်တယ်ကောင်းမွန်တာရဲ့မှန်ကန်တာရဲ့မှန်ကန်တာကတော့ဘုဒ္ဓဝါဒကျင်းရမယ်ကောင်းမွန်တယ်ဆိုတာကတော့ပိသုနာဝါဒဂုံးတိုက်တာမပါသေးနဲ့ဘုဒ္ဓဝါဒဆဲတိုင်းသွားတာမပါစေနဲ့တမ္ပပလာပါအတင်းဖြစ်နေမပါစေနဲ့အဲ့ဒါဆိုရင်ဘာဖြစ်မလဲကောင်းပါမယ်နော်အဲ့တော့အဲ့ဒီလေးချက်အပြစ်ကင်းအောင်ပြောရင်စကားပြောခြင်းဒီနိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်တော့ပါလားဟုတ်ပါတယ်အဲ့ဒါကိုယ်လုံးနေတာဟာတို့ကနိဗ္ဗာန်ကြောင်းလုံးတယ်အများကြီးလုံးတာသို့တော့တစ်ခါပါဖြစ်တယ်မျက်နှာမူကမှမသိဒီမျက်နှာမှမသိကြောခိုင်းမှမသိဖြစ်နေတာနော်အဲ့တော့ခုနလေးချက်ညှိရင်တော့မုဒ္ဒဝါဒပုဒ္ဒနာဝါဒတစ်ချက်နဲ့ညှိရင်တော့ဒီစကားပြောခြင်းဒီနိဗ္ဗာန်လမ်းပေါ်မှာရောက်နေပါလေရဲ့နိဗ္ဗာန်ကိုကြောပေးရှောင်ရတာဖြစ်သွားတယ်ဟုတ်ပါလားအဲ့ဒါကိုကင်းအောင်ရှောင်ရင်တော့စကားပြောခြင်းဟာလည်းဘာဖြစ်တော့နိဗ္ဗာန်ရဲ့အကြောင်းပဲနော်အဲ့ဒါကတမ္မာဝါစာလို့ခေါ်တယ်အဲ့ဒီနောက်သားကတမ္မာကမ္မန္တအလုတ်တာကမ္မန္တလားအလုတ်တာဟိုကိုယ်နဲ့လှုပ်ရှားပြီးတော့လုပ်ကြတာကမ္မန္တအဲ့ဒီလှုပ်တာလဲနိဗ္ဗာန်လမ်းပေါ်မှာပဲငါတို့အိမ်ကလက်ဆက်တော်နိဗ္ဗာန်လမ်းပေါ်မှာဆောက်ထားတာလို့ကိုယ့်ကိုယ်သဘောပေါက်ပြီးပြောတယ်ငါတို့မိသားစုကြီးဒီကုလုံးကဘယ်မှာတိဆောက်တာတော့နိဗ္ဗာန်လမ်းမှာတိဆောက်တာအဲ့ဒါစကားပြောနေတာလဲနိဗ္ဗာန်လမ်းပေါ်မှာပဲအခုအလှုပ်တော့လေနိဗ္ဗာန်လမ်းမှာသို့တော့ပုထုဇဉ်လျောက်မျက်နှာမူပြီးတော့လှုပ်ပြီးတာလည်းရှိတယ်ကြောပေးပြီးတော့လှုပ်ပြီးတာလည်းရှိတယ်အဲ့တော့တမန်ကမ္မနာကောင်းတော့မှန်ကန်တဲ့အလုပ်အဲ့တော့မကောင်းမှမှန်တဲ့အလုပ်ကာယကမ္မအလုံးဦးဇင်းတို့ဗုဒ္ဓဘာသာတိပိဿပါပါရတိပါဒသုတ္တတ္တအရိယနာသူများပစ္စည်းအောင်လုပ်တာကာမတုမိစ္ဆာဆိုတာသူများအိမ်ဟာကိုဖြစ်စီတာအဲ့ဒါဆိုရင်တော့နိဗ္ဗာန်လမ်းပေါ်မှာဘယ်ကိုမျက်နှာမလားအပယ်ကိုမျက်နှာမသွားပြီးနိဗ္ဗာန်ကိုကြောက်ခတ်ပြီးနိဗ္ဗာန်လမ်းပေါ်ရောက်ရတဲ့သူတို့ရွှေရင်ကနှစ်ပြားအလကားဖြစ်ရခြင်းလို့တွက်ကြည့်တတ်ဖို့ပါနော်ဒါကိုရွှေရင်ကတံမိုးထားပါဒါကလေးလူတွေကိုယ်ကိုတံမိုးထပ်အောင်ဆိုအဲ့တဲ့တံမိုးထားကြမရှိတော့ဒီရွှေရင်ကလေးနှစ်ပြားနော်နိဗ္ဗာန်ဘက်ကိုမျက်နှာမူပြီးသုံးလာကြောပေးပြီးတော့သုံးလာဒါပဲကိုလုံးနေကြလို့ပဲအိမ်ကတရားမှတရွေးမှမရွှေ့နဲ့မိရမလို့နိဗ္ဗာန်ကဥတည်ချက်လို့ရေနေရမလို့ရောက်နေတဲ့နေရာဒီသုကတိလူပုတ်မှာသာသနာနဲ့ကြုံပြီးဆိုရင်လူတိုင်းဒီနိဗ္ဗာန်လမ်းပေါ်ရောက်လာနိဗ္ဗာန်ရောက်တာမဟုတ်ဘူးဘယ်ရောက်လာနိဗ္ဗာန်လမ်းပေါ်ရောက်အရေးကြီးဆုံးကဘာလဲဆိုတော့မျက်နှာမပြီးလျှောက်တတ်ဖို့စကားပြောရင်လည်းနိဗ္ဗာန်ကိုမျက်နှာမပြီးပြောရမှာအဲ့ဒါအရေးကြီးဆုံးကတော့ဒီစကားပဲသူတို့မြန်မာဆိုတခုမှာတော့မုံးစိလိုလဲပါဇက်လေဒီပါဇက်လေလေးတစ်ပဲရှစ်စိလိုလဲဒီပါဇက်လေလေးတစ်ကစတာပဲဟုတ်တယ်နော်ငယ်ငယ်စောစောကလေးကဘုန်းကြီးချပြတယ်အောက်ကတာနဲ့ဒီပါဇက်လေးကဆူသွားတာကြားတဲ့လူတွေအကုန်လုံးကပြောကြည်ညိုစရာလေးစားစရာချစ်ခင်စရာမကောင်းလားဟုတ်ပါတယ်အဲ့ဒီကလေးကထဆဲတယ်ဘာဖြစ်မလဲဒီပါဇက်ကြောင့်ဘာဖြစ်လဲ
မောင်းစရာဖြစ်အဲ့တော့လောကဓမ္မမှာဆိုရင်ချစ်စီလို့လဲဒီပါဇက်လည်းလေးသေးမောင်းစီလို့လဲဒီပါဇက်လေးသေးဖြစ်တယ်လို့တာနာဘက်ကကြည့်ရင်တော့ဓမ္မအနေနဲ့ပြောမယ်ဆိုရင်အပယ်ရောက်စီလို့ရင်လေဒီပါဇက်လေးသေးကပဲစားတယ်နိဗ္ဗာန်ရောက်ဖို့ဆိုရင်လေဒီပါဇက်လေးသေးကပဲစားဒီပါဇက်လေးသေးအမြဲတမ်းဦးဇင်းတို့အသုံးချတာအများဆုံးအသုံးချတဲ့အင်္ဂါအစိတ်တိုင်းပဲတော့ပါလားအဲ့ဒါသူ့ကိုတမ္မာရဲ့ကုံမြောက်အသုံးချတာရဲ့ဒီပါဇက်လေးသေးမရောက်နဲ့နော်နိဗ္ဗာန်ကိုပို့ပေးမယ်ဟုတ်ပါလားအဲ့ဒါဒီပါဇက်လေးသေးလူရှိတဲ့နေရာမှာပါဇက်ဟာစကားပြောတာပဲဘယ်ရေးတာမှသွားစရာမလိုဘူးလူတိုင်းစကားပြောတာပါပြောတာပါအဲ့ဒီပြောတဲ့အထဲမှာဘာဖြစ်အောင်ပြောတမောကောင်းမောမှန်ကန်တဲ့တမ္မာဖြစ်အောင်ပြောရင်လက်ဆက်တော့တခါတခါလူတွေဟာတယောက်တယောက်အကျိုးရှိရာရှိကြောင်းနေမှန်မှန်ကန်ကန်ပြောနေဘူးလားဟုတ်ပြောပါတယ်လက်ဆက်တော့အဲ့ဒါတို့နိဗ္ဗာန်ရောက်ကြောင်းနေပြောနေတာပဲလို့သဘောမပေါက်တဲ့အခါကိုယ့်ကိုနိဗ္ဗာန်လမ်းလျှောက်လို့လျှောက်မှမသိဖြစ်တယ်အခုဆိုနိဗ္ဗာန်ကိုရှောက်တတ်တယ်နော်ရှောက်တတ်ပါတမ္မာဇီဝဆိုတာစီးပွားရှာတာတရားပါပဲစီးပွားရှာတယ်ဆိုတော့လည်းပါဇက်ကပြောစားရှိတာပြောမယ်ကိုယ်နဲ့လှုပ်ရှားကြလုပ်မယ်အဲ့ဒါဆိုဘာဖြစ်လဲစီးပွားရှာတာလည်းဘာလဲနိဗ္ဗာန်ရောက်ကြောင်းပဲနားလည်လားလူတွေကတယောက်တည်းနဲ့တယောက်စာရှာတာပေါ့သားနဲ့မရတဲ့နေသားကြွေမှုမရခြင်းကိုရှာတာပေါ့အဲ့ဒါသားကြွေမှုမရခြင်းကိုရှာနေအပယ်ငရဲရောက်ကုန်မှာပဲလို့ထင်တာသားကြွေမှုမရခြင်းကိုရှာရင်သားများဝါဝလည်းစားရတာပဲအပယ်ငရဲမရောက်ဘူးအပယ်ငရဲရောက်တာရှာတာလည်းမဆိုင်ဘူးဘာနဲ့ဆိုင်လဲတမ္မာလားမိစ္ဆာလားမိစ္ဆာနဲ့ဆိုင်တယ်ရှာတာဟာမှန်း၍မိစ္ဆာဖြစ်သွားရင်ဘယ်ရဖြစ်မလဲအပယ်ရောက်ရှာတာကြောင့်အပယ်ရောက်တာမဟုတ်ဘူးမိစ္ဆာကြောင့်အပယ်ရောက်တာအလားတူပဲစကားပြောတာမှန်းရင်ဘယ်ရောက်တာလဲအပယ်ရောက်ဘယ်ကမိစ္ဆာဖြစ်သွားအပယ်ရောက်စကားပြောလို့အပယ်ရောက်တာလားမိစ္ဆာဖြစ်လို့အပယ်ရောက်တာမိစ္ဆာဖြစ်တယ်အလုံးလုံးတာလည်းလည်းအလုံးလုံးချင်းကြောင့်အပယ်လည်းမရဘူးနိဗ္ဗာန်လည်းမရဘူးအလုံးလုံးထွင်းသွားတာပဲသူကမှားရင်တော့အပယ်ရောက်တမ္မာဆိုလေကုံမြောက်အောင်လုပ်ရင်တော့ဘယ်ရောက်တော့နိဗ္ဗာန်အဲစကားပြောတာရဲ့အလုံးလုံးတာရဲ့စီးပွားချတယ်နေရာထဲမှာအလုံးရှုပ်တဲ့သူတွေဒီသုံးခုပဲဟုတ်တယ်မလားအဲ့ဒီသုံးခုကိုလှုပ်နေရင်ဘာဖြစ်ရမလဲနိဗ္ဗာန်ရောက်နေဘာလို့လဲတမ္မာကုံမြောက်အောင်အဲ့ဒီနောက်ကအလဲကွက်လေးမှာအဲ့ဒီသုံးခုအတန်းကိုပဲကြည့်ပါဘယ်လိုရလဲသီလမဲ့ခင်ဘာမဲ့ခင်သီလမဲ့ခင်သီလဆိုတဲ့စကားလုံးကပါဠိစကားလုံးကမြန်မာလိုအပြည့်စုံပြရင်အလေးအထားဖြစ်အောင်လုပ်ရမယ်မဲ့ခင်ဘာလဲအလေးထားစောင့်တည်နေတာကျင့်သုံးနေတာဟာအလေးအကျင့်လုပ်တယ်မလုပ်တော့အလေးအကျင့်ဆိုတာဘာဖြစ်လို့လုပ်ရလဲအလေးအထားဖြစ်သွားအောင်လို့အလေးအကျင့်လုပ်ရတယ်ဟောဘောလုံးသမားတယောက်ဒီဘယ်လိုကန်ရင်ဘယ်လိုမြောက်တက်သွားမယ်ဘယ်လိုစိုက်ကြမယ်ဘယ်လိုတောင်းတကြအောင်လေးကျင့်တယ်ဘာလို့လေးကျင့်လဲသူတကယ်ကန်လိုက်သူရှိတော့ကဒီလိုအလေးထားဖြစ်သွားမှာကိုလိုချင်တဲ့နေရာကိုပေါ့တဲ့ရောက်တော့ပါလားအလေးကျင့်ဆိုတာဘာလို့လုပ်ရလဲအလေးထားဖြစ်တော့ဘာဖြစ်အောင်လဲအလေးထားဖြစ်အောင်စောင့်တည်နေရတာဆိုတော့ဒီပါဇက်ကြည့်ရတာမဟုတ်တဲ့စကားဘယ်တော့မှမပြောကောင်းမှန်ကန်တဲ့စကားကိုသာပြောလို့ရှိတော့ပါဇက်ဖြစ်အောင်ဒီကိုကလည်းမဟုတ်တဲ့မှန်တာတွေကိုမလုပ်ကောင်းမှန်ကန်တဲ့အလုပ်ကိုလုပ်လို့ရှိအောင်ဒီစည်းပွားရှာမှုတွေပဲမတော်မတရားတွေမရှာပါတော့ကောင်းမှန်ကန်တဲ့တရားသဖြင့်သာရှာလို့ရှိအောင်လေ့ကျင့်ပေးရမှာမို့လို့ဒီသုံးကိုဘာလို့ခေါ်လဲသီလမဲ့ခင်မှန်ပါ့ခင်လားသီလမဲ့ခင်နောက်ကကံလမ်းပိုင်းလို့လည်းရေးထားပါတယ်နော်ရှင်းလို့ဒီမဲ့ခင်၈ပါးကိုသီလသမာဓိပညာလို့လည်းသုံးပိုင်းပိုင်းနောက်တစ်ခုကကံလမ်းဇန်လမ်းဉာဏ်လမ်းလို့လည်းသုံးပိုင်းပိုင်းအဲ့ဒီသုံးပိုင်းရဆိုရင်သိက္ခာယသီလသမာဓိပညာဆိုတဲ့အမည်နဲ့ပြောရင်ဒါသီလလမ်းပိုင်းဖြစ်တယ်။ဘာလမ်းပိုင်းနော်သီလလမ်းပိုင်းဟုတ်လားရရှိပိုင်ဆိုင်မှုရကံရယ်ဇံရယ်ဉာဏ်ရယ်လို့ဆိုရင်ဒါပါလေကံလမ်းပိုင်း
အဲ့တော့လက်ကမှာဗုဒ္ဓဘာသာတွေကပြောတယ်ဗုဒ္ဓဘာသာကိုမယုံဘူးဆိုတဲ့လူတွေလည်း lucky unlucky တော့ပြောတာပါပဲနော်ကံပဲအဲ့တော့ကံကောင်းနေတယ်ဆိုတဲ့လူတွေပြောတယ်ကံကောင်းအောင်မလုပ်ရမလဲအဲ့ဒီဥစ္စာသိရေးကြည့်တာကံကောင်းအောင်လက်ဖွဲ့ပဲဆောင်ရတော့မလို့ဟိုဖျောင်းနိုင်ထွန်းရတော့မလို့တက်လွတ်သားတော့မလို့ဒိဋ္ဌံဝင်ရတော့မလို့ဥဒိယကြောင့်လည်းရှောက်လို့လို့ဖျားပြောတာရှင်းရှင်းလေးပဲကံကောင်းခြင်းမင်းပါဇက်တမဝါစာဖြစ်အောင်ပြောနေမင်းဝစီကံကောင်းတာပဲရှင်းရှင်းလေးပဲတမဝါစာဖြစ်အောင်ပြောနေတယ်ညာဝစီကံကောင်းတယ်ကံကောင်းတဲ့တွေဘာဖြစ်လဲခုနောက်ဆုံးမှာကံကောင်းရင်အပြစ်ကင်းတယ်ကံကောင်းရင်ဘာလို့အပြစ်ကင်းတယ်အပြစ်ကင်းတယ်အစမအနာဝဇ္ဇာဘာလို့အပြစ်ကင်းခြင်းဒုက္ခချမ်းသာလို့ပါရမလားဟုတ်အပြစ်ကင်းတယ်ဝစီကံအပြစ်ကင်းရင်ဝစီကံကောင်းတာပဲကာယကံအပြစ်ကင်းရင်ကာယကံကောင်းတာပဲစီးပွားရှာမှုအပြစ်ကင်းရင်စီးပွားရှာမှုကောင်းတာဒါပေမဲ့ကံကောင်းအောင်ပါလို့ပါဇက်တိတမ္မာဝါစာဖြစ်အောင်ပြောကိုကတမန်ကမ္မနာဖြစ်အောင်လို့စီးပွားကိုတမ္မာအာဇီဝဖြစ်အောင်ရှာနေတာဒီလူကံကောင်းတယ်ဖြတ်လမ်းမရှိစီးပွားရေးကံကောင်းရင်လည်းစီးပွားရေးတိုက်လေယုံကြည်လို့နော်အဲ့ဒီအောက်ထားမယ်အလဲကပထမအကြောင်းမှာသီလမဲ့ကံကံလမ်းပိုင်းပြီးတော့ခရဲပွင့်လေးနဲ့ရိုက်ပြီးတော့ပြတဲ့စလုံးလေးရှိပါတယ်။ပါတယ်လေမကောင်းမှုရှောင်ကောင်းမှုဆောင်အဖြစ်အောင်မလုပ်ဘူးဗမာပြည်သားတွေကဒုတာဝန်ရေသုံးကနှုတ်တက်ကြက်ထားတဲ့လူတွေဆိုတော့သုံးခုမပြည့်မရဘူးဒီထဲမှာမပါဘူးတိတိကျကျပြောဟုတ်တယ်ဒုတာဝန်အစ်စ်ကတော့ရေသုံးပါဖျားပေးတဲ့ရေသုံးပါမကောင်းမှုရှောင်ရဲ့ကောင်းမှုဆောင်ရဲ့ဖြူအောင်စိတ်ကိုထားရဲ့သုံးခုတည်းမှာဒီသီလမဲ့ခင်နေရာမှာတာဝန်နှစ်ခုပဲလို့လေအဲ့လေမကောင်းမှုရှောင်ကောင်းမှုဆောင်ပါဇက်ကပြောရင်လည်းမကောင်းမှုရှောင်ကောင်းမှုဆောင်အဲ့တော့မကောင်းမှုဆိုတာဘာတွေလဲလို့ဆိုရင်ကဲအဘိမာကျမ်း၌ဘယ်လိုလာဤတုတ်တန်ကဘယ်လိုလာဤဆိုတဲ့စကားလုံးတွေနဲ့လိုက်ရှားနေလို့ရှိရင်ရှုပ်သွားတယ်အဲ့ဒါအရက်ထဲမှာသုံးတယ်မကောင်းတဲ့ဆိုတာဘာလဲဆိုကိုမကြိုက်တာတွေတစ်ခုမှမကောင်းဘူးအဲ့ဒါမှတ်တယ်ဘာလဲကောင်းလာဆိုတာဘာလဲကိုကြိုက်တယ်ကောင်းလာကိုလူတယောက်ကစကားပြောရင်ချွတ်ချွတ်တတပြောရတယ်ရိုင်းရိုင်းဆန်းဆန်းပြောတာဘယ်ကြိုက်လဲချွတ်တာပြောအဲ့ဒါကောင်းတာပဲရိုင်းရိုင်းဆန်းဆန်းပြောရင်မကောင်းအဲ့ဒါမလုပ်နဲ့ကံရဲ့ကံရဲ့အမှုဆိုတာလိုပဲကိုမလိုခြင်းသူများမပေးနဲ့အရှင်းဆုံးပဲကိုမလိုခြင်းသူများမပေးနဲ့ကိုလိုခြင်းကိုကကြိုပေးရတယ်ကိုလိုခြင်းကိုကကြိုပေးအခုပုံမှန်လာကလောက်ခရကြတယ်ဆိုကိုကအလုပ်ရင်ကြိုးလို့ရတယ်ခဲငွေကအရင်ကြိုးပေးပြနောက်တော့အစင်ပြေတဲ့ခါလောက်ပေးမယ်လို့ပြောလို့မရဘူးကိုလိုချင်ကိုကကိုကြိုးပေးမှာကိုလိုချင်တာကံမှလည်းဒီတိုင်းပဲကိုလိုချင်တာကိုကြိုးပေးချွတ်ချွတ်တတ်လိုချင်တယ်ဆိုကိုကလည်းချွတ်ချွတ်တတ်ပြောမနေ့ကလမ်းထွက်သွားကြတာလူတယောက်တွေဟာ good morning လို့ပြောရင်သူကလည်း good morning ပြောဟဲ့ကောင်ဖိမတာပဲကွာမင်းကဟောပါတော့ချမ်းပါပဲဟုတ်တယ်မလားအဲ့ဒါကိုမလိုချင်သူများတော့မပေးနဲ့ပေးရင်ကိုပြန်ရတတ်တယ်အဲ့ဒါကံရဲ့အမွေပဲရှင်းရှင်းလေးနော်ကိုပေးတဲ့အတိုင်းကိုပြန်ရတာအဲ့ဒါပါလေကံရဲ့အမွေပဲဆဲရင်ပြန်ဆဲဝင်မကဘူးအစ်စ်ဖြစ်နေရိုက်ထားလေးပို့ခြင်းပို့လာအောင်နော်ဒါမှမဟုတ်ရဲတိုင်းပြီးအချုပ်တက်ထည့်တယ်ထည့်အောင်ပဲနားလည်တယ်မလားအဲ့ဒါလေမကောင်းဘူးဆိုတာကိုမကြိုက်တယ်မလိုချင်တာတွေမကောင်းဘူးမပေးနဲ့ကောင်းမှုဆိုတာပါလားကိုကြိုက်တာကိုလိုချင်တာသူများပေးချွေသာသာလေးပြောမှကြိုက်ရင်ကိုလည်းချွေသာသာပြောကိုယ်လည်းဘယ်လိုပြောနော်ချွေသာသာပြပြပေးအဲ့ဒါကံရဲ့အကျိုးဆိုတာတိုင်းပဲတပိတ္တကာမတက္ကတာကိုပြုတဲ့ကံရဲ့အမွေတိုင်းကိုရတယ်ရကမကံရဲ့အကျိုးလက်တွေ့ပြနိုင်လားဒီမှာဦးစိန်ကိုမေးတယ်လက်တွေ့သိကြလို့ချင်းဟောကပြိသွားပါရကြည့်ပါလားမင်းကောင်းလားမကောင်းလားမကောင်းတာဆိုချက်ချင်းလက်ထိတ်ကပ်ပြီးတော့ပို့သွားမှာပဲအဲ့ဒါလောကငရေကြပြချမ်းသာကင်းသောနေရာအလိုလိုရောက်သွားမယ်ဟုတ်တယ်မလားလူတိုင်းကံကောင်းခြင်းနဲ့ဖြတ်တန်းလာကြတဲ့လူတွေပါတွေ့မယ်ဟိုဘွဲတွေတွေရတယ်ဆိုတယ်စောင်းကျောင်းစာကြိုးစားခြင်းဆိုတဲ့ကံကောင်းမှုအရာဖြစ်တာပဲကျောင်းပြေးနေတဲ့ပုဂ္ဂိုလ်ကဇောင်းဝဲမအောင်နိုင်ဘူးအဲ့ဒါကျောင်းပြေးတာကိုလုတ်တဲ့ကံဆိုးတာပဲကိုလုတ်တဲ့ကံဆိုးရင်ကိုရရှိတဲ့အကျိုးလေဆိုးတာပဲကံနဲ့ကံရည်ကိုတက်တဲ့ထင်ရှားစရာမရှိဘူးအဲ့ဒါကိုပြောင်းကံနဲ့ကံရည်ယုံမလို့ဘုရားသခင်မလို့ဆိုတာဘုရားသခင်မဘုရားသခင်ကြီးဒုတုတ်နေပြီးတော့ဘွဲရတဲ့လူရှိတာဆိုတော့ဒီနေ့ကဘာကြီးကို
ပြောင်းလဲတဲ့တည်တဲ့စမ်းသပ်မှုတွေအကုန်လုံးဘုရားသခင်ကြီးတူတောင်းနေတဲ့လူတွေပေါ့မနောကနဲ့ကြံစီတယ်နော်မျက်စိနဲ့ကာယကံနဲ့ကြည့်ရှုလေ့လာတယ်လက်တွေစမ်းသပ်စစ်ဆေးတယ်ပြောဆိုဆွေးနွေးတယ်ဒီကာယကံဝစီကံမနောကံ၃ခုအလုံးလုံးပြီးတော့ဒီအမွေရတယ်အဲ့တော့တတ္တလောကကြီးဒီကုလုံးကကံနဲ့ကံအိမ်မွေပဲဒီနေ့ဘေးကံဆိုဒီပဝေးကြီးမှာကြည့်ရင်သာသာရာစိမ့်စိမ့်ဆူဆူဖြစ်နေတာပါလေကံရဲ့အမွေပဲနော်ဥစ္စာတဲ့လူကစရိတ္တကြပြုလုပ်တဲ့ကံကြောင့်ဒီဗမာပြည်မှာဆိုကိုစုပ်ပြတ်တတ်ပြီးတော့ရှင်းပြရနာတွေအကုန်လုံးကုန်သွားပြီဘာရဲ့အမွေလဲကံရဲ့အမွေပဲသူတို့မဟုတ်တာလို့ရင်မဟုတ်တဲ့အမွေပဲဟုတ်တာလို့ရင်ဟုတ်တယ်စောင့်ရှောက်တဲ့လူကစောင့်ရှောက်တဲ့အကျိုးရအောင်ဖြစ်စည်းတဲ့လူကဖြစ်စည်းတဲ့တန်ခါအဲ့ဒါကံရဲ့အကျိုးပဲနော်အဲ့တော့ဒီမှာအဲ့ဒီကံရဲ့ကောင်းကြီးလူမှာတာဝန်2ရပ်ပဲရှိပါတယ်ဘာလဲမကောင်းဘူးရှောင်ကောင်းမှုဆောင်အောက်မှာတကြောင်းလေးပါလေအပြင်အရှုပ်ကိုအပြင်အရှုပ်တတိယပြင်စားလို့ဆိုတော့ဝိတိတ်ကမအလွန်ကျူးမှုပါဠိလိုလက်သေးကိုနဲ့ဝိတိတ်ကမစာကြောင်းစာတန်ပေဒနာပြောမှဆိုဝိတိတ်ကမကိလေသာကိုပယ်တယ်လို့ပြောတယ်မြန်မာလိုဆိုရင်လွန်ကျူးမှုကိုပယ်တယ်ဝစီကံအပြင်လည်းအမှားမလွန်ကျူးဘူးကာယကံအပြင်လည်းအမှားမလွန်ကျူးဘူးစိပွားရှာမှုရတယ်ပဲအမှားမလွန်ကျူးဘူးကိုပယ်လို့လွန်ကျူးမှုကိုပယ်တယ်အဲ့ဒါကိုအပြင်အရှုပ်ကျင်းတယ်တို့ရေးတယ်အပြင်ရှုပ်လို့လည်းခေါ်တယ်လွန်ကျူးမှုလို့လည်းခေါ်တယ်ပါဠိလိုဝိတိတ်ကမလို့ခေါ်တယ်အဲ့ဒါကင်းစေတယ်အဲ့တော့လောကထဲမှာအပြင်မှာရှုပ်တယ်လူရှုပ်ဆိုတာဘယ်လိုလူလဲဘုဇက်ကဟိုပြောနေတာလူရှုပ်ရှောက်လိမ့်နေတဲ့လူတွေလည်းလူရှုပ်ပဲတယောက်နဲ့တယောက်ဂုံးတက်နေတယ်လေလူရှုပ်ပဲဟုတ်လားပြီးရင်ဆေးတိုင်းပါရင်လည်းလူရှုပ်ပဲအတင်းဖြစ်ပြောတယ်လူရှုပ်တယ်သိတယ်မလားအဲ့ဒီဗဇက်ကိုညီသွားရင်အဲ့ဒီလူရှုပ်စင်းကပျောက်သွားအပြင်နဲ့ပတ်သက်လို့ဒီလိုမှအရှုပ်မရှိတော့လို့အပြင်ရှုပ်ကိုကင်းစေတယ်ဒီစလုံးလေးကိုပြောရတာဦးဇင်းတို့ဝိပဿနာအကျယ်ပြရဖြစ်တဲ့ဝိသုဒ္ဓိမေကျမ်းကြီးထဲမှာနိဗ္ဗာန်ကိုရောက်ရှင်တဲ့ပုဂ္ဂိုလ်ကအပြင်ရှုပ်နဲ့အတွင်းရှုပ်ဒီနှစ်ရှုပ်ကိုရှင်းနိုင်မှာနိဗ္ဗာန်ကိုသွားလို့နိဗ္ဗာန်လမ်းရှင်းမယ်ပွင့်သွားမယ်လို့ပြောတာအဲ့တော့ဒီသီလမဲ့ခင်ဘာကိုဘယ်ရှုပ်ကိုရှင်းတာတော့အပြင်ရှုပ်ဝစီကံအပြင်လည်းအပြင်မှာမရှုပ်တော့ဘူးကာယကံအပြင်လည်းအပြင်မှာမရှုပ်တော့ဘူးဒါကြောင့်လောကမှာအလုံးရှုပ်တာကအပြစ်မဟုတ်ဘူးရှုပ်လို့တယ်အရှုပ်လုပ်တာကအပြစ်ဟောပါလားအဲ့တော့အရှုပ်မလုပ်တော့မှရှောင်းအလုံးရှုပ်တာကိုမကြောက်နဲ့အလုံးပြုတ်မှလာကလာကြောက်စရာကောင်းတယ်နော်အဲ့တော့အလုံးမပြုတ်လို့တော့ရှုပ်စီနေတာရှုပ်စီ overtime များများဆင်းရတယ်တွက်ချိကြိုက်တယ်ဟုတ်တယ်မလားဒါလူတိုင်းမသိဘူးလားသိတယ်အလုံးရှုပ်တာကိုမကြောက်နဲ့ဘာကိုကြောက်လဲရှုပ်လို့တာအဲ့ဒါနောက်ဆုံးကျတယ်ဘာဖြစ်လဲအပြစ်ကင်းခြင်းပါဠိလိုအနာဝိဇ္ဇာဒုက္ခခံစားလောလောဆယ်အပြစ်ကင်းတာအရေးကြီးဆုံးပဲလောကမှာချမ်းသာတွေအားလုံးထဲမှာအပြစ်ကင်းခြင်းချမ်းသာအကောင်းဆုံးပဲဆင်းရဲတဲ့ကိုယ်လိုတွေမှာလည်းအပြစ်ရှိတဲ့ဆင်းရဲအကောင်းအဆိုးဆုံးပဲနော်အဝေးရလာတော့တဏှာနဲ့တော့မပြီးဘူးဗျနည်းနည်းတော့ပုံပြောမှာနော်ဒီစနေတင်းလေးနည်းနည်းလေးတော့အချိန်လေးအခုနကိုရှယ်ရင်ကလေးနှစ်ပြဟောတော့နံပါတ်3အမျိုးအစားလေးဖြစ်အောင်နော်ဒါကြတဲ့နံပါတ်1လို့စသတောက်နဲ့ဒီအချိန်ကိုပြန်ရင်လည်းပဲနံပါတ်2လို့ဘာမှအသုံးမချရင်လည်းပဲမကောင်းဘယ်လိုဖြစ်နော်နံပါတ်3သားလိုက်မှလို့လေးဖြစ်အောင်နော်နည်းနည်းတော့အချိန်ပို့ပြီးတော့ပြပါနော်အဲ့တော့ပုံပြလေးတစ်ခုရှိတယ်သူကကြားဘူးလားအနောက်တိုင်းပုံပြလေးပဲရှင်မင်းတယောက်ကတန်းပြည်ကိုမတရားအုပ်ပြီးရှိသမျှတွေလက်ဝကြီးအုပ်ထားတာသူကသိချမ်းသာနေုံနဲ့မကောင်းဘူးလောကမှာငါ့လောက်ချမ်းသာတယ်လို့ဘယ်သူရှိသေးလဲလို့အဲ့လိုလည်းဝင်ပြနေအဲ့လိုတွေးရင်လူစရာကိုယ့်ကိုအထင်ကြီးပြီးပတ်ဝန်းကျင်ကိုတော်တော်တန်တရားဖြစ်တယ်ရှိများရှိနေသေးသလားပဲလို့တန်တရားလည်းဖြစ်သေးတယ်ရှိပြန်ရင်တုတ်တင်ပြပါသူကဒါမှမဟုတ်သူ့ဟာကိုသိမ့်ပြပါဗမာပြည်ရတယ်သိတယ်မလားပြည်သူပိုင်သိမ့်တယ်နာမည်ရတဲ့ပြည်သူပိုင်သူတို့အဲ့ကတည်းကပြတ်ပြတာအဲ့လိုသိမ့်တယ်အဲ့ဒါစဉ်းစားတာနော်အဲ့ဒါစဉ်းစားနေကနောက်ကျတော့ဘယ်လိုဖြစ်လို့ဟာငါစနေနာအောင်ပါပဲဟိုကျန်တဲ့သူဝန်ထမ်းတွေခိုင်းမယ်ဆိုရင်ဝန်ထမ်းက
အောက်ခြေမှာပြည်လဲအောင်လှုပ်လာရင်သူအမှန်တိုင်းသိပါပါ သိမှာမဟုတ်ဘူးဆိုသူကိုယ်တိုင်ရုပ်ဖြစ်ပြီးထွက်လာကျောင်းကဘုရားရဲ့ကျောင်းတနေရာတစ်ပင်ရိပ်ကောင်းကောင်းလေးအောက်မှာတဲကုတ်လေးတူရှိတယ်တစ်ပင်ရိပ်အောက်မှာတော့ရေအိုးစင်လေးတက်ရတဲပြီးတော့အဲ့ဒါမှာတစ်တုံးကိုထိုင်နားနေတယ်တန်ရလေးလိုချတယ်အဲ့တစ်တုံးမှာလည်းပဲအင်းကြီးခဏနွမ်းလုံကြီးခတ်ကိုဝတ်ထားတဲ့လူတယောက်ထိုင်နေနဘေးမှာလည်းမရှိတော့ဒီနေရာကတော့စိတ်ချတဲ့နေရာဒီလူကိုလည်းနည်းနည်းသူ့ရေလဲစားတာပေါ့လေရေဥစဉ်တာအောက်မှာခဏဖြုတ်နားပြီးဟိုလည်းဧည့်သည်အဲ့ပေါ်မှာထိုင်များဧည့်သည်လားခီးသွားတာပြင်မတဲ့ဟိုမှာရေတောက်ပါအောင်ကျွန်တော်တတ်မှာတတ်တာရှင်းရင်စစ်တယ်ဆိုတော့သူကတောက်ပြီးတော့ထုံးစံနဲ့ဒီဘက်လိုစုပေးတာပေါ့နော်အေးဗျာကျေးဇူးတင်ပါတယ်ခေတ်အတွက်ကောင်းသောနေ့ဖြစ်ပါစေအဲ့လိုပြောတော့ဘုလိုကအဲ့လိုဆုတောင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မကောင်းတဲ့နေ့ဆိုတာဘယ်တော့မှမရှိဘူးကျွန်တော်မှာအများနဲ့ကောင်းတဲ့နေ့ပဲရှိပါတယ်အဲ့လိုဆိုတော့သူကအဲ့လိုဆိုရင်ကိုယ်ရောစိတ်ပါချမ်းသာပါစေဗျာကျေးဇူးတင်ပါတယ်ဆုတောင်းပေးသို့သောကျွန်တော်မှာကိုယ်ရောစိတ်ကိုဆင်းရဲတယ်ဆိုတာဘယ်တော့မှမရှိဘူးချမ်းသာအကုန်လုံးပြည့်စုံတယ်ချမ်းသာတယ်ဆိုတဲ့စကားလုံးကြားတော့သူကနည်းနည်းမကြိုက်တော့ခတ်ထီသွားတယ်နော်သူသွားခတ်တယ်အဲ့ဒါတာတရားဖြစ်လာဒီလိုဘာပြောတာလဲရုပ်ဖြစ်ထားတယ်ငါတို့တကယ်ပဲသူချမ်းသာပဲလားအဲ့လိုဖြစ်နောက်ထပ်တပြောပြောင်းနေပြောတယ်အဲ့လိုဆူတောင်းပေးတာကျေးဇူးတင်ပါတယ်ကျွန်တော်မှဒါတွေပြည့်စုံတယ်သူဒါတွေကြီးပြောတယ်နောက်ကျတော့ခင်ဗျားဘာမေးလိုက်ပြီလဲပြည့်စုံတယ်ဘယ်တော့ပြောလိုက်ပြီလဲချမ်းသာတယ်ခင်ဗျားကဘာဘယ်လိုလူလဲပေါ့နော်ဒေါသလေးလည်းနေပါကြီးမင်းကဘာမလို့လဲဟိုကမင်းကဘာမလို့လဲပြောတော့ဒီကပြန်ပြည့်တယ်ကွာလေခုနကကိုပေးထားတယ်ကိုရတာပဲဟောနော်ခင်ဗျားကဘာမလို့လဲဆိုရင်ကျွန်တော်ကလည်းပြောဖို့မင်းကဘာမလို့လဲဆိုတော့ငါပြန်ပြောတော့မင်းကဘာမလို့လဲဆိုတော့ငါရှင်ပြင်းငါပါရှင်ပြင်းအဲ့လိုပြောတော့ခါရှင်ပြင်းစိတ်တခါတည်းထောင်းထားပြီးတော့ဘယ်လိုမှဟာမဆောင်နိုင်တော့ဘူးမင်းဘာပြောတာလဲဒီမှာတန်းပြည်ရဲ့ရှင်ပြင်းစိတ်ကငါမင်းငါရှင်မှာရှင်ပြင်းလေးပါလိမ့်မင်းတည်သွားကြတယ်မဟုတ်ဘူးမင်းကရှင်ပြင်းတူကြီးငါရှင်ပြင်းစိတ်အဲ့ဒါဆိုတော့ပို့ပြီးတော့ဒေါသဖြစ်ငါဒေါသဖြစ်လာတဲ့ခါကျတော့မင်းကပါလဲငါပါလဲဖြစ်နေကြတယ်နောက်ဆိုတော့မင်းကဘယ်တိုင်းပြည်စုရပြီတော့ဘယ်လောက်ချမ်းသာလို့မိကုန်မရှင်ပြင်းလို့ပြောတာငါနှလုံးသားကိုဆိုရတယ်ငါနှလုံးသားနိုင်ငံကိုငါဆိုရတယ်ငါမှာအပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာအမြင်ရှိတယ်အဲကြောင့်ငါရှင်ပြည့်စေတယ်ငါနှလုံးသားကငါအာနာတိတယ်မဟုတ်တာမကြံတဲ့ဆိုမကြံသူရဲ့လက်အောက်ကမျက်စိနာနာရှာကိုတော့တမိတ်နေပဲမဟုတ်တာမပြောနဲ့ဆိုရင်မပြောဘူးမဟုတ်တာမလုံးနဲ့ဆိုရင်မလုံးဘူးအာနာတိတယ်အဲ့ဒါကြောင့်ငါသားလည်းရှင်ပြည့်စေအဲ့လိုအစိုးရတဲ့အတွက်ကြောင့်ငါဟာအမြဲတမ်းအပြစ်ကင်းနေတဲ့ချမ်းသာတယ်သင်္မင်းကြီးတိုင်းပြည်ကိုမတရားသိတာခင်ဗျာကြည့်ရုံနဲ့ရှင်ပြည့်မှန်းသိတယ်ဘယ်လောက်ရုပ်ဖြစ်တယ်နော်အပြစ်မကင်းဘူးဒါကြောင့်စီးပွားတွေပိုင်ဆိုင်ထားရမယ်လက်တက်တယ်စောင့်ပြီးတော့အိတ်ကောင်းခြင်းမိတ်ကစားကောင်းခြင်းမစားနဲ့ခင်ဗျာအမြဲဆင်းရဲတယ်ပြီးတော့ခင်ဗျာလက်အောက်ဘယ်ဝန်တန်းပုံမှာအာနာမတည်ဘူးရှေ့မှာတစ်မျိုးကိုယ်ရတစ်မျိုးလောက်တာခန္ဓာကျုပ်ခန္ဓာကောင်မှာအဲ့ဒါမျိုးမရှိဘူးကျုပ်ကထားကြောင်ရှင်ပြင်းစီခင်ဗျာပါလေရှင်ပြင်းတူကျုပ်ကချမ်းသာခြင်းစိတ်ကိုပိုင်တယ်ခင်ဗျာမျက်စိရနေတာဥစ္စာတူကြီးပိုက်ပြီးတော့အမြဲတမ်းစေးတယ်နောက်ဆုံးငါထိတန်းကိုဘယ်သူကပြန်လှုပ်မလဲလို့အမြဲတွေးနေရတယ်ကြောက်ရွံ့တုန်လှုပ်နေရသူဖြစ်တယ်ခင်ဗျာဘယ်မလဲရှင်ပြင်းအဲ့ဒါဆိုတော့ရှင်ပြင်းကဟာဟုတ်ပါတယ်ဝန်ခံပြီးတော့ပြန်သွားတယ်ဆိုတာကလောကမှာချမ်းသာအလုံးနဲ့မှာတကယ်တော့ဘာလို့အပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာကိုမရပြန်ဘာမှမချမ်းသာဘူးဗမာပြည်သားတွေပိုသိပါရဲ့နော်ရယူထားပြီးတိတ်ဆိုးရည်နေရတာဒါကဗမာပြည်ဖြစ်နေပြောတာပေါ့စာပေရပြောမယ်ဆိုရင်အစာသမင်းကြီးကဖတ်နေကိုလှုပ်ကြပြီးတော့ထင်းနှန်းစစ်စစ်ကိုယူတဲ့အချိန်ကစာထဲမှာတော့တရုပ်ပေါ်မျက်စိမေးလိုက်ရင်ငရဲသားတွေက
ဓာတ်တွေလှန်နေတယ်ထိုးတော့မလို့မြင်တယ်လို့ပြောတာအမှန်ဖြစ်ရကတော့ဟိုဘောဝနဲ့အနည်းဆက်ဆုံးတွေ့မယ်ဆိုရင် तू ကမတရားရင်ဆိုတာဆိုတော့ သူခမီးတော်ဖြုတ်ချတာကိုမကျင်တဲ့သူကအချိန်မြဲသူ့ကိုလက်နဲ့တော်လန်ပုံကံပြီးတော့သိမ့်နိုင်တယ်ဆိုတဲ့အတွေးအဲ့ဒါရောက်လာအဲ့ဒါတွေကသိဆိုးရင်လာတဲ့အခါတကယ်ကိုလက်နဲ့သူ့ကိုလာရောက်တိုက်ခိုက်တယ်လို့ကိုထင်းလာတော့လားဟုတ်ပါလားအဲ့တော့ तू ကစီးစိမ်ကိုပိုင်ရမယ်ချမ်းသာကိုမပိုင်အဲ့တော့လောကမှာစီးစိမ်ဥစ္စာရှိတာနဲ့ချမ်းသာရတယ်နဲ့မတူဘူးဆိုတော့သဘောပေါက်ရမယ်ဟုတ်တယ်နော်အပြစ်ကင်းသူကချမ်းသာကိုရတယ်အပြစ်များများကျူးလို့ရင်တော့စီးစိမ်ကိုရနိုင်တယ်အဲ့ဒါဓမ္မပဒထဲမှာလည်းပါခလို့ရှိတယ်စီးစိမ်ကိုရလို့ရင်တော့တဲ့ပြောင်းလဲရရတယ်အကြီးကဲ့သို့လဲရဲစေရဲနှက်ရဲရတယ်အမုံမတရားကိုအများရောက်အောင်ပြောရရတယ်အဲ့ဒီမှာစီးပွားလမ်းဖြောင်းနေတယ်နော်စီးပွားလမ်းတာဖြောင်းတယ်ချမ်းသာလမ်းတော့မဖြောင်းဟုတ်ပါလားအဲ့ဒါချမ်းသာခြင်းအပြစ်မဲ့ခြင်းချမ်းသာကိုခံစားရတယ်ဒီသုံးခုကသီလမဲ့ခင်ခေါ်ပါတယ်နော်အမဲ့ခင်ခေါ်တယ်သီလမဲ့ခင်ပါဗျာအောက်မှာသမ္မာဝါယာမကောင်းမွန်မှန်ကန်တဲ့အာထုတ်မှုကောင်းမွန်မှန်ကန်တဲ့အာထုတ်မှုဆိုတော့ဗုဒ္ဓဘာသာနဲ့ဘာအာထုတ်ရမလဲအဲ့ဒါလေးအဲ့ဒါကိုတိတိကျကျသိဖို့လိုတယ်ဦးဇင်းတို့မှာပါဇာထဲမှာရှိတယ်ဟိုကြာဖို့နောက်ကဘုသူတ္တတွေကဝင်နှောက်တဲ့အခါကိုယ်ပါဇာထဲရောက်တာစရစ်တရားမသုံးတတ်ဘူးအဲ့ဒါပရိဝေဆရာတော်မလို့ဒီပေးရွာတော်မလို့တရားထိုင်ရတော်မလို့ဖျားပေးတဲ့အာထုတ်စရာသုံးခုပဲရှိတယ်အဲ့ဒါအားလုံးပါဇာထဲမှာရရင်လည်းမကောင်းဘူးရှောင်းကောင်းမှုဆောင်ဖြောစစ်ဒီသုံးခုပဲတမ္မာဝါမကမကောင်းမှန်သိရင်ရှောင်းနေအောင်အားထုတ်ရမှာကောင်းမှန်သိရင်ဆောင်နေအောင်အားထုတ်မှာကိုယ်စိတ်ညစ်တယ်မညစ်ဘူးဆိုတာသူများမသိဘူးကိုယ့်ကိုအသိဆုံးအဲ့ဒါကြီးကိုဘာလို့ကိုယ့်ကိုဖြူအောင်လုပ်ရမှာသို့တော်နေဖြစ်ထိုင်ဖြစ်ကလည်းကိုယ့်စိတ်ကိုကိုယ့်ကိုသိပြီးသူများမသိလို့ပါပဲသူများသိရင်ဥစဉ်ကတော့ဒီမှာ